ဟောရင်ညာ ကိုရုံညီမလေးပြောထားတယ်လေအိမ်တော်မျိုးကိုကိစ္စ ဟောတဘောပေါက်ပြီအော်ညီမလေးချစ်သူကိုကိုကြီးနဲ့အရင်ပေးမတွေ့ပဲနဲ့ရောက်ကြီးကိုရင်ခေါ်လာတာဟုတ်ကဲ့ပြောပါဦးလေ အေးငါတွေ့ဒီလိုမဟုတ်လေပြုတ်ပါ မဟုတ်ဘူးလေကိုရဲ့ဒါညီမလေးတိတ်ချရတယ်ညီမလေးတူးရတော့ချစ်သူ ဘာ ကလမနာလမ်းတယ်ဗျာဦးရဟုတ်ကို နော်မောင် ဒါနည်းချစ်သူ ဟုတ်တယ် နည်းသူဘယ်လိုခေါ်တယ် မောင်လို့ခေါ်တာလေ မောင်လို့ခေါ်တယ် ခမရသူ့မလို့ခေါ်တယ် တာမလို့ခေါ်တယ် ဟောသားပြန်ပြီနည်းသူ့မဟာနည်းလည်းတော့ကြက်မပြေဘူးလားနည်းလည်းတော့ကြက်မပြေဘူးလားဟမ်ကိုကြီးစားထားတဲ့နေရာမှာကိုတဲ့ငယ်တဲ့ဆိုရင်မောင်းလို့ခေါ်ရတယ်ကိုတဲ့ကြီးတဲ့ဆိုကိုဟာဒါရငါတို့အဖိုးရွယ်လောက်ရှိတယ်ဟာ ဟုတ်ကိုကြီးရေ ဟာကိုကြီးတို့ ဟောတာဟိုရင်းကျက်တဲ့ပုံလေးပေါက်နေရပါမှန်တကယ်တော့တာဟိုဟာလေဟိုအသက်ကအများကြီးမရှိသေးပါဘူးဥမာ58နှစ်ပဲရှိတယ် 58တေကန်နေပြီ မသိသေးပါဘူး58ပါတော့တည်ရမှာလေကိုကြီး ဟာတေဟာ ဒါတို့ချစ်ချင်မခွဲပါ ဟု နဲ့ တ်ပါ နော် တော့ ကို ကို ကြီး ရဲ့ဟိုညီမလေးကမောင်အရင်ချစ်တာပါ ဟာစုမြယူတော့ငါယူလို့ရတယ်နင်းကလေကို့ဘွားကိုနင်းမောအောင်လုပ်တယ်ကဲအခုနင်းယူမဲ့ယောက်ျားအခေယူလိုက်ပါပြီတဲ့ဟာစောစောစီနင်းမုံစုံမပြမအောက်တယ်နင်းလုပ်တယ်ဟာ မဟုတ်လေတတဘာမှမဖြစ်တတချက် ဘာမှမဖြစ်ဘူးဆိုတာတနေ့နဲ့တနေ့ဆိုတာတူတဲ့အလုပ်မဟုတ်ဘူးလေဒီနေ့နဲ့မနေ့ကတူသလားမနေ့ကတစ်ပတ်ကတူသလားဟမ်ဟဲ့သူနဲ့ကြိုင်နေဆိုပဝင်းရင်သိလား သိတာဗောညီမလေးဒီနေ့မှ အဲသွားပြီအဲ့မှာသွားပြီနော်နင်းပြောတာတရေတောင်ကြတယ်အဲ့မှာသွားပြီ ဒါလည်းတည်ကြလို့ယူမိတာပါ ဘာလို့တရေကြလို့ကြတာဟမ် သူနဲ့တန်တဲ့သဘောကျနေကြတာလို့ပြောတာ ဒီစဉ်းစားနေဒီ ဒီငယ်ချင်းရှင်ခံနေတာ ဒါကိုလူငယ်ချင်းဟာလူစကားကိုတစ်ချက်မှမပြောဘူးရောက်တဲ့ကဟာနင်းစဉ်းစားကြည့်စမ်းအခုနင်းနဲ့ပဝင်းရင်ကြိုက်နေတယ်မသူနဲ့တီးသွားတယ်ဆိုရင်ကဲလက်လောမနေ့ကတီးသွားပါပြီ ဟုတ်တယ်မလေး ဥပမာကိုပြောနေတာအမှန်တရားတွေကိုပြောတယ်မနေ့ကတီးသွားပါပြီကဲနင်းမယူလိုက်ရဘူးအဲ့ချိန်မှာနင်းပဝင်းချင်မှာအဲ့လူကြီးဘောတီကန်နင်းနဲ့လူနဲ့ကြိုက်ကြတယ်လေအခုမယူပြလိုက်ဘူးလူကြီးအရင်တီးသွားတယ်ဟာ အဲ့လိုမဟုတ်ဘူးတတဘာမှမရှိသေးဘူးကိုကြီးရဲ့မနဲ့ဒါနဲ့လေလေဟို မားတွေမောင်တွေကိုသူ့ပြောမနေနဲ့ ဟာလေနော်နဲ့ကိုကြီးရဲ့ညီမလေးနဲ့ကလေဟိုလိုင်းပေါ်မှာတွေ့ကြလေကိုကြီးသိမှာပါလိုင်းပေါ်မှာလေဟိုအဖေကောင်လေးဆိုတာလေ ဖေးကောင်းလေး ဖေကောင်လေးအဖေအဖေဆိုတာဟိုဟာပေါ့အထီးကျန်တဲ့ကောင်လေးပေါ့အဲ့ဒါနောက်တစ်ကောင်ကြီးစင်ကြယ်ကောင်လေးဆိုတဲ့ဒါပဲအဲ့ဒါမသူနဲ့စကားပြောကြတဲ့တွေ့ ဒီလိုင်းမမောင်တွေ့တော့နင်းကြိုက်တယ်ဟာလားနင်းကြိုက်တယ်ဟာနင်းဟာ လိုင်းပေါ်မှာဓာတ်ချိုးတာ ဒီ ချောပါလေလုံးချိုးကောင်းတဲ့ယုံလေးကိုမကြည့်ဘူးဆရာလေးကိုရ စီစီရဲ့ဘကောင်းတယ်ငါကိုဖေးနာကိုဒုံးနဲ့ထိုးသိချင်တယ်ဟာနင်းပဲကြ လုံးချပြမလားကို ဒါကလှုပ်လိုက်ဦးမယ်သေတောင်ကြတယ်ဟဲ့ဘောင်းဝင်မသိရင်ပြန်လွတ်လိုက် အသိနေပြီကိုရကိုရုပ်သာသိပြီလားညီမလေးဒီဘက်ဝင်းချင်မှာမောင်နဲ့အမြဲတမ်းတော်တော်သွားနေတာမဟုတ်စားလိုက်ဘာလို့လဲလုံးလိုက် ဟာနင်းဟာ စားလိုက်ဒီစားလိုက်ဟောနိုင်စားလိုက်ဒီနိုင်စားလိုက်နဲ့ ဘာနိုင်စား ပြောင်းနိုင်စားကြပြီးတော့ မဟုတ်စားကိုကြွကြတာလို့ဗျာ တေကနေယူတယ်ဟာမနေ့မနေ့ဘက်ကတေတော့မှခါယူဟာ ကိုဆိုင်တော့လည်းမောင်လို့ပြောပါနဲ့ကိုရလေ ကိုရရမ်းများပါ ဟာငါတဘောမတူဘူး မမောင်နားလေလိုက်ပါပြီမိုင်းဟောနဲ့ချက်ချင်းကိုပြစ်ခွင့်မဲ့များရစင်းမောင်ဝေးကွာအောင်သူကဆောင်နေတော့မှာသူမျိုးမနီးစားအောင်လုပ်တယ်တိုင်းရရက်ဒီပက်ကလာမိုးရသည်နဲ့ခတ်တယ်မြေခွေးရှိမောက်သားကောင်ကိုချင်းလေးကိုသားတဲ့ပေါ်ကိုပို့တယ်သိဆိုင်မင်းသိလိုက်ပါလားစငယ်ကောင်းလေး လူစကားမပြောဘူးတွေ့လား ဖေးပါချူချူကြဟုတ်လေကျွန်တော်ကြပြားဒီကာအနေနဲ့ပြောနေရလေဟာကျွန်တော်နားလဲလိုက်ပါဒီဘဝတော့ဝေးကြပြီကွာ မောင် မောင်ဘယ်တော့မှထပ်ပြီးမဆက်တော့ပါနဲ့ မောင် မောင်မနေနိုင်ပြန်ဆက်တော့လိုက် ဘာစကားပြောတာလဲဘာစကားပြောတာလဲ မောင်နှလုံးသားရမခနိုင်တော့မှပြန်မဆက်တော့ဘူးဟာနဲ့မောင်နဲ့ဝေးကြပြီမောင် အဲ့လိုမထားခဲ့ပါနဲ့မောင် အာဘယ်လိုလဲ မောင်မထားခဲ့ပါနဲ့မောင် မောင်လုံးနေဟမ်နင်ဒီတေကန်နေယူဟမ်နင်ဘလူများစဉ်းစားဒါတော့မှလိုင်းမမောင်မတော်တော်ချောတာဆိုတာပါသေးတယ်ဟာနင်ငေါ့တော်တော်သိကကြ မလမ်းလေးကိုဘယ်ကနေကျန်သွား အဲ့မသိကြရအဲ့တက်သွားတာနော်အေးအဲ့တက်သွားတော့သိကြရအဲ့ဘက်မှာနော်ဒီဘက်ကိုပြန်မလာနဲ့ဟမ် ကိုရကိုဘာပြောလိုက်တာလဲ ဟာဒီတေကန်နေကိုယူမလို့နေလို့ငါပြောနေတာလေ ဘာလို့သိရနေလဲဘာလို့ဖြစ်နေကိုညီမလေးချစ်တာပဲညီမလေးနှလုံးသားနဲ့ယဉ်မိချစ်တာလေညီမလေးဘွားနဲ့ယဉ်မိချစ်တာညီမလေးတက်တဲ့ယဉ်မိချစ်တာညီမလေးတော့အရေးချစ်တာလေဘာဖြစ်ညီမလေးယူပါပါလား ကိုလူကလည်းလူစကားမပြောဘူး ဘာဖြစ်လဲ နင်မလူစကားမပြောတော့ဘူးနော်ဟာဒုက္ခပဲ ညီမလေးမပေးသားဘူးလား ဟာမပေးသားနိုင်ဘူး တကယ်မပေးသားဘူးလား အော်မပေးသားဘူးလို့ငါလှုပ်ထလိုက်ဦးမယ် ညီမလေးမရရဘူးပါကို ဟာ သွားမယ်ကိုရလေဒီနေ့သားအကိုကစိတ်ကပြတ်မယ် အော်လူတွေကွယ်ငါအမှန်တရားပြောတော့ဘာကြောင့်လက်မခံနိုင်လဲကြက်ဒီတေကန်နီးကိုဘသူပဲမေးမေးဘသူကယူမှာတော့လို့အော်အမှန်တရားကိုလက်မခံနိုင်တဲ့ဟာတွေ
ငါနည်းနည်းရှော့မှရမှာနော်အမှန်တရားပြောတော့နည်းနည်းရှော့မှရမှာ ကဲတို့လို့မင်းကဘာလုပ်မှလဲပြော ဟောဘာလို့မလဲကိုကြီးရဲ့ကျွန်တော်ရဲ့ပုံမှန်ပေးနေကြအသွင်လေးပေးတဲ့တသား တောင်းတောင်းဆိုဘယ်လောက်ကျန်လဲ ဘာမှကျွန်တော်တို့ဒါနောက်ဆုံးပေးတာလေ ဒါပြီးကြေးပြီလား ကြေးပြီအကိုကြီးရဲ့စီးရင်တွေပြန်စစ်ကြည့်အောင် နေဦးအစင်းကြည့်လိုက်ဦးခဏလေး ကိုချက်လီရဲ့လုံနေတိုင်းလာသွင်းနေရဲ့ကိစ္စ ဒိုးလုံးဒိုးလုံး ဟိုမောင်းပါ အော်အေးဟုတ် ဒါပြီး အဲ့ဒါမင်းကကြေးပြီနော် ကြေးပြီ အေးအဲ့ဒါပြီးပြီဟောအောင်မိုင်း ရသရ ဟိုဒီနေ့ကိုထုံးမောင်တို့ကြီးကငါတို့အတိုးလည်းမပေးဘူးအရင်လည်းလာမပေးဘူးအရင်မပေးနိုင်တော့အတိုးလေးတတ်ထားရင်တော်သေးတယ်ကွာတော်တော့လိုက်3ရက်စာရှိပြီလို့အဲ့အတိုးအရင်ရောဒါမို့အတိုးမပေးနိုင်သေးဘူးဆိုရင်လည်းအရင်ပေးအရင်မပေးနိုင်ဆိုအတိုးပေးကွာတခုပြောပဲသွားအမိုးလေး3ရက်မဟုတ်4ရက်စာ လေးရက်စာနော် 4ရက်စာခါတော့ တစ်ခါတောင်းခဲ့ပါ တစ်ခါတောင်းခဲ့ ဟုတ်ဆရာ သွားဟုတ်ဟွာလူကြီးကဂတိမတည်ဘူး